ကျွန်တော်ကတော့နှစ်ပေါင်း10သိန်းတီးတီးကျင့်ကြံပြီးမှရခဲလာတဲ့အခွင့်အရေးနဲ့နတ်ပုံနှလောကကိုပြန်တန်းတလန်းခွင့်ရခဲ့တဲ့ပါရမီညံ့ဖျင်းသူတယောက်ပါဒါပေမဲ့ထူးဆန်းတာကကျွန်တော်နတ်ပုံကိုတလန်းနဲ့နေမှာပဲတလောကလုံးဟိုးဟိုးကြော်အောင်လှုပ်ခတ်သွားခဲ့ပြီးအထက်တန်းစားကျင့်ကြံသူကြီးတွေရောဂိုင်းကြီးတွေရဲ့အဖိုးအိုအကြီးကဲတွေပါမကြံကျွန်တော်ကိုကြိုဆိုဖို့အတွက်ဂူအောင်ရကနေလူကိုယ်တိုင်ထွက်လာကြပါတဲ့အကြောင်းရင်းကတော့ရှင်းပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း10သိန်းတုန်းကကျွန်တော်ဒုက္ခပေးတံကိုကြော်ဖြတ်ပြီးနတ်ပုံတက်ဖို့ပြင်ဆင်နေချိန်မှာဖတ်အီတူသားစနစ်ဆိုကြီးကကျွန်တော်ကိုလာပြောတယ်လေအရှင်တင်ဟာနတ်ပုံတက်လန်းနိုင်ဖို့အတွက်လေ့ကျင့်ရေးအဆင့်မှာပဲနောက်ထပ်နှစ်ပေါင်း10သိန်းထက်နေရအောင်မဲ့တဲ့အဲ့ဒီလိုနဲ့ဒီနှစ်ပေါင်း10သိန်းအတွင်းမှာကျွန်တော်ရဲ့တပည့်တွေတယောက်ပြီးတယောက်နတ်ပုံကိုတက်လန်းသွားကြပြီးအထက်လောကမှာနာမည်ကြီးအာနာရှင်ကြီးတွေဖြစ်ကုန်ကြတာကိုရင်နာနာနဲ့ပဲထိုင်ကြည့်နေခဲ့ရတယ်ကျွန်တော်အိမ်ကတကားဆောင်တဲ့ခွေးဦးကြီးတောင်မိစ္ဆာဖြစ်ပြောင်းလဲပြီးမိစ္ဆာဧကရေဖြစ်သွားခဲ့ပေမဲ့ကျွန်တော်ကတော့အထက်ပုံပြန်တက်မဲ့အငွေတက်ကိုတောင်လုံးဝမခံစားရသေးပါဘူးကံကောင်းထောက်မှစွာနဲ့နှစ်ပေါင်း10သိန်းကြာပြီးတဲ့နောက်မှာကျွန်တော်ရဲ့ကျင့်ကြံခြင်းစွမ်းအားကအရန်ကိုအားကောင်းလို့နေတာကြောင့်ဒီလောကကကျွန်တော်ရဲ့စွမ်းအားတွေကိုမဆက်မခံနိုင်တော့ပဲမတက်တာတဲ့အဆုံးအထက်ပုံကိုပြန်တက်ခွင့်ပေးလိုက်ရပါတယ်ဒါပေမဲ့နတ်ပုံကိုရောက်ချင်းမှာပဲကျွန်တော်ကြောင်းဝမ်းသွားရပါတယ်ငါတကယ်ပဲအထက်ပုံကိုရောက်သွားတာဟုတ်ရဲ့လားဒီမှာကနတ်ပုံလေမင်းကူညီပြီးငါတို့တခင်မလေးကိုရေကန်ထဲကနေဆွဲတင်ပေးပါဦးတခင်မလေးဟုတ်လားဆိုကကျွန်တော်လည်းနောက်လက်ကြည့်ပြီးကူညီလိုက်တယ်သူကငါသိပါတယ်စိတ်မလောပါနဲ့ဦးအခုမှပြန်တက်လာတဲ့သူတွေအကုန်လုံးဒီလိုကြီးပါပဲမင်းပြန်တက်တာအောင်မြင်ရဲ့လားဆိုပြီးတန်တရားဝင်စရာမလိုပါဘူးဘာလို့လဲဆိုတော့ဒီနေရာကနတ်ပုံမဟုတ်ပဲဝိညာဉ်လောကဖြစ်နေလို့ပါအဲ့ဒီရေကန်ကဝိညာဉ်ပြောင်းလဲခြင်းရေကန်ဖြစ်ပြီးပြန်တက်လာတဲ့သူတွေကတနေရာကရေကန်ထဲမှာကြပန်းပေါ်လာတတ်ကြတာရေကန်ထဲကရေတွေကမင်းရဲ့ခန္ဓာကိုယ်ကိုတန့်စင်ပေးလိုက်မယ်မင်းခန္ဓာကိုယ်တွေကစွမ်းအားတွေကဝိညာဉ်စွမ်းအားအဖြစ်ပြောင်းလဲသွားတာကိုသတိမထားမိဘူးလားဒါနဲ့ပြန်တက်လာတဲ့သူတွေကကြပန်းပေါ်လာတာဆိုဒါဆိုမင်းတို့တခင်မလေးကဒီရေကန်ထဲမှာပေါ်လာမယ်ဆိုတာမင်းတို့ကဘလို့လုပ်ပြီးအတိအကျသိနေတာလဲဒါကအရန်ရေးကြီးတဲ့အချက်ပဲဘာလို့လဲဆိုတော့အတိအကျသိနိုင်နေဆိုရင်ကျွန်တော်ရဲ့တပည့်တွေဘာလို့တယောက်မှရောက်မလာကြတာလဲငါတို့တောင်ဟွာကိုင်းမှာတီးတန့်သွေးချရာခံတဲ့ပညာရရှိလို့လေတခြားဂျိုကလူတွေကဒါကိုလုံးဝမသိယူနိုင်ဘူးဒါနဲ့မင်းကဘယ်ဂျိုကလာတာလဲငါတို့ဆရာကဒီမှာလူတယောက်ကိုကြိုးဆောင်ခိုင်းထားလို့ဘယ်ဂျိုလဲတော့မသိဘူးဒါပေမဲ့ကုန်းမြေတိုက်ကြီးရဲ့နာမည်ကကြိုဆောင်ကုန်းမြေတိုက်ကြီးတဲ့ဟဲငါလည်းထင်သားပဲကြိုဆောင်ကုန်းမြေတိုက်ကြီးကဒီလောက်ကျေပြောတာဆရာရှာခိုင်းတဲ့သူနဲ့ငါနဲ့ဒီလောက်တိုက်ဆိုင်ပြီးစုံဖို့ဆိုတာမလွယ်ပါဘူးငါနာမည်ကရှန်ရီဖုန်းလို့ခေါ်တယ်မင်းစိတ်ပါရင်ငါတို့ထန်ကန်ဓာခိုင်းမှာအုပ်ချုပ်ရေးမှူးတို့မဟုတ်အကြီးအကဲဖြစ်ဝင်လုပ်လို့ရတယ်ဘာပဲဖြစ်ဖြစ်အခုသွားစရာလည်းမရှိသေးဘူးမလားအရင်ဆုံးအခြေအနေလေးကြည့်ပြီးမှမင်းရဲ့တပည့်တွေကိုလိုက်ရှာတာပေါ့စိတ်ချညီလေးငါတို့ခြံကန်ဓာကိုင်းရဲ့ဂိုင်းချုပ်လင်းချင်းရွှေရဲ့ဓာပညာကတော့အမခံပဲဓာတိုင်းတစ်ခွက်ထဲနဲ့မိုင်းတစ်ထောင်အတွင်းမှာဘယ်သူမှရင်မဆိုင်ရဲဘူးတကယ်ကိုထိပ်သီးတိုင်းကြီးပဲလင်းချင်းရွှေဓာပညာကပြိုင်ဘက်ကင်းနေဟုတ်လားလွန်ခဲ့တဲ့နှစ်ပေါင်း1300တုန်းကဓာပညာပါရမီအသင့်တင်ရှိပြီးဖျဲသီးစားရတာကြိုက်တဲ့ငါရဲ့တပည့်မလေးဝတ်တုံမလေးမဟုတ်ပါလားပြီးတော့ဒီခေါ်ချန်ဓာတိုင်းဆိုတာလဲငါကိုယ်တိုင်သူတို့ကိုကာကွယ်ဖို့အတွက်ပေါ့ပေါ့ပါတီထွင်ပေးခဲ့တဲ့ဓာတိုင်းပဲလေဒါတင်မကသေးဘူးဒါကသူမကိုကာကွယ်ဖို့အတွက်ကျွန်တော်ကိုယ်တိုင်လုပ်ပေးခဲ့တဲ့နက်လက်နဲ့စီကံဖြတ်တာမဟုတ်ဘူးလားမင်းပါလုပ်နေတာလဲဒါကဂိုင်းချုပ်ရဲ့အမျက်နှိုးဆုံးပစ္စည်းပဲသူကနေတိုင်းဒီနေရာမှာရက်ပြီးငေးကြည့်နေတတ်တာကျွန်တော်ကစီကံဖြတ်တာကိုကြည့်ပြီးခေါင်းညှိလိုက်ပါတယ်ကျွန်တော်ရဲ့စိတ်ထဲမှာတော့အတိတ်ကဖျဲသီးစားရတာကြိုက်ပြီးကျွန်တော်နောက်ကိုအမြဲတကောက်လိုက်နေတဲ့ဝတုံမလေးရဲ့ပုံရိပ်တွေပြန်ပေါ်လာမိတယ်တွားကြဆိုညီကိုမင်းကိုအရင်ဆုံးနေရာချပေးမယ်ငါတို့တခင်မလေးနိုးလာရင်မင်းတို့နှစ်ယောက်လုံးကိုအကြီးအကဲစီခေါ်သွားပေးမယ်အင်းမင်းတို့ဂိုင်းထဲမှာတပည့်တွေတိတ်မရှိတယ်လို့ပဲနော်ငါတို့ခြံကန်ဓာကိုင်းကိုအထင်မသေးနဲ့ဦးအခုတပည့်တွေအကုန်လုံးကအပြင်မှာလူသွားရှာနေကြလို့ကြံခဲ့တဲ့သူကနည်းနည်းပဲရှိတာဂိုင်းချုပ်ကိုယ်တိုင်တော့လူကြီးလူကောင်းတယောက်ကိုသွားရှာနေတာဘလို့လူကြီးလူကောင်းကိုရှာနေတာလဲမင်းကိုပြောပြလဲရပါတယ်ပြတော့ဂျုံကနေပြန်တက်လာတဲ့ရဲချင်းရွံတဲ့သူကခေါင်းချုပ်ရဲ့ဆရာပဲလေကြည့်ရတာလင်းချင်းရွှေကနတ်ပုံပြန်တက်သူများစင်းမှာကျွန်တော်နာမည်ကိုမြင်လို့တပည့်တွေကိုလွတ်ပြီးရှာခိုင်းနေတာဖြစ်ရမယ်ဒါပေမဲ့ဒီပြတော့ဂျိုဆိုတာကဂျိုဆောင်ကုန်းမြေတိုက်ကြီးကိုပြောတာထင်တယ်ဂိုင်းချုပ်ပြန်လာပြီကျွန်တော်ရှိကလူယူကတော့ခြံကန်ဓာကိုင်းရဲ့အကြီးအကဲဖြစ်ပါတယ်ထိုစဉ်ကလင်းချင်းရွှေဂိုင်းထောင်စဉ်ကလေးကအခုထိအတူတူပါဝင်ခဲ့သူဖြစ်ပြီးလင်းချင်းရွှေရဲ့ညီမကောင်းလည်းဖြစ်ပါတယ်မနေ့ကမင်းတို့မိသားစုကမိန်းကလေးတယောက်ပြန်တက်လာတယ်လို့ကြားတယ်အဆင်ပြေပြေနဲ့ဘာပြဿနာမှမရှိပါဘူးနော်မိုးချိုအန်ရဲ့အကြောင်းတွေးကြောတွေနည်းနည်းထိခိုက်သွားတာကလွယ်ရင်အားလုံးအဆင်ပြေပါတယ်ကျွန်တော်သူမကိုစိတ်တိုက်ထားပြီးပြီးမှုနောက်ထပ်နာရီအနည်းငယ်ကြာရင်နိုးလာပါလိမ့်မယ်ဒါနဲ့နောက်တစ်ယောက်ကဘယ်ကလာတာလဲသူကပြတော့ဂျိုကလာတာတော့မဟုတ်ဘူးဒါပေမဲ့ဂျိုဆောင်ကဒီလောက်ကြီးတာခြံကန်ဓာကိုင်းရဲ့ပိုင်နယ်ထဲကဝိညာဉ်ပြောင်းလဲခြင်းရေကန်မှာလာပို့ဖို့ဆိုတာအခွင့်အလမ်းကတော်တော်လေးနည်းပါတယ်မင်းတို့တောင်ဟွာဂျိုမှာသွေးချရာခံတဲ့ပညာရရှိတာတော်တော်အားကျဖို့ကောင်းတယ်တခြားဂျိုကကျင့်ကြံသူတွေကတော့ခန္ဓာကိုယ်နဲ့သွေးမျိုးဆက်မတူညီတဲ့အတွက်ဒီပညာကိုမသိယူနိုင်ကြဘူးငါကြားတာတော့မင်းဆောင်နေတဲ့ဝိညာဉ်ပြောင်းလဲခြင်းရေကန်မှာပြန်တက်လာသူတယောက်မကဘူးဆိုဟုတ်ပါတယ်တယောက်ကတော့ငါတို့ရဲ့သွေးချရာခံပညာနဲ့အတိအကျသွားခေါ်လာတယ်ငါတို့တခင်မလေးပါနောက်တယောက်ကတော့ငါမေးကြည့်ပြီးပြတော့ဂျိုကလာတာမဟုတ်ဘူးအခုထိတော့အဲ့ဒီကောင်လေးရဲ့နာမည်ကိုမသိရသေးဘူးချင်းရွှေရဲ့မင်းလည်းစိတ်မပူပါနဲ့တော့မင်းရဲ့ဆရာကဝိညာဉ်လောကကိုပြန်တက်လာပြီဆိုမှတော့တနေ့နေ့ဆောင်ကြမှာပါဒါပေမဲ့သူကအခုမှပြန်တက်လာတာဆိုတော့စစ်မှန်တော့နတ်အဆင့်ပဲရှိဦးမှာလမ်းမှာအနေတစ်ခုခုနဲ့ကြုံရင်ဘယ်လိုလုပ်မလဲမဖြစ်နိုင်တာမင်းတို့ရဲ့ဂိုင်းကဒီလောက်အင်အားကြီးတာပဲမနေ့ကနတ်ပုံစရင်ကိုလူတိုင်းတတိထားမိကြမှာပါမင်းရဲ့စီရင်စုညီကိုမောင်နှမတွေသူ့ကိုရှာတွေ့ကြမှာပါဒါဆိုရင်တော့အကောင်းဆုံးပေါ့ဒီရက်ပိုင်းအတွင်းမှာခြံကန်ဓာကိုင်းရဲ့ပိုင်နယ်ထဲကဝိညာဉ်ပြောင်းလဲခြင်းရေကန်တွေကိုလူအင်အားထပ်တိုးပြီးစစ်ဆေးခိုင်းလိုက်ပါကျမဆရာကအောက်လောကမှာနှစ်ပေါင်း10သိန်းလုံးတယောက်ထက်အထီးကျန်စွာကျင့်ကြံခဲ့ရတာအထက်ပုံကိုရောက်လာတဲ့အခါမှာလဲသူ့ကိုအထီးကျန်မဖြစ်စေချင်ဘူး